တမင်တည်းဒါစစ်တိုက်ဌာနမှာတော့ဒါကတော့ကျွန်တော်တို့ဒီဖက်ရောက်လာပြီးမှတော့ကျွန်တော် viewer 33အဖွဲ့တွေနဲ့ကျွန်တော်တို့ viewer 34အဖွဲ့တွေပါတယ် viewer 35အဖွဲ့တွေပါတယ်ပေါ့နော်ကျွန်တော်တို့ဒါ PDF တိုင်ရင်းတွေပေါ့နော်ကျွန်တော်တော့အထူးတိုင်းစစ်ဌာနကနေပြီး viewer 33တွေရဲ့ကျွန်တော်ဝင်ပြီးတော့ဆိုတာစစ်စင်ရေးဝယ်လို့တာရှိတယ်အဲ့ဒီမှာ viewer 34နိုင်ပြီဖြစ်တဲ့ဒဝဲခရိုင်ကျွန်တော်တို့ဒဝဲခရိုင်တိုင်ရင်းတင်းတဲ့ဒဝဲခရိုင်တိုင်ရင်းနဲ့ရှိတယ်ပကဖဆိုတာကျွန်တော်တို့အများကြီးပဲဒဝဲလေးမျိုးနဲ့မှာပကဖအင်အားစုတွေလည်းအများကြီးပဲပြီးနောက်တစ်ခုကျွန်တော်တို့ပြောချင်တာတော့ဒီviewer 35 area မှာရှိတဲ့ကျွန်တော်တို့တွေရဲ့ဟိုဟာမှာလည်းပဲကျွန်တော်တို့တိုင်ရင်ကျွန်တော်တို့ဒီဟိုနာဘိတ်ခရိုင်တိုင်ရင်တဲရှိမယ်ဘိတ်ခရိုင်တိုင်ရင်နေရှိမယ်ခုဆိုဘိတ်ခရိုင်တိုင်ရင်တုတ်တိဖြစ်လာတယ်ဒါ PDF တွေပေါ့နော်ကြာတဲ့ပကဖဆိုတာကျွန်တော်တို့ဒီတနေသေးပကဖအဖွဲ့တွေဘိတ်ပကဖအဖွဲ့တွေနော်ကျွန်တော်တို့အများကြီးကျွန်တော်တို့ရှိတယ်အဓိကတော့ဟိုရှိမယ်ဆိုတော့ဒီထဲမှာတော်လိုက်တက်တဲ့အင်အားထောင်ချီတောင်းချီရှိပါတယ်ဒါလည်းအလုံးဒါလည်းဒါစေးဆက်ရအလုံးသိပြီးသားဖြစ်တယ်သို့တော်ကျွန်တော်တို့မြေပြင်မှာပေါင်းစည်းနေတဲ့အလုံးကကျွန်တော်တို့ညီကိုတွေဖြစ်တဲ့ကျွန်တော်တို့ KN လေဒါတမန်လေးတိုင်ရတစ်ဆက်တိုင်ရဆက်တဲ့တိုင်ရဆက်နဲ့ကျန်တဲ့ KDO တိုင်ရခေါ်ဖက်တွေရောကျန်တဲ့ညီနောင်မဟာမိတ်တွေရောအလုံးကျွန်တော်တို့ပူပေါင်းပြီးကျွန်တော်တိုက်နေတာအလုံးကကျွန်တော်တို့အခုချိန်မှာပူပြီးရလန်ကောင်းတွေရလာတယ်အောင်မြင်မှုတွေရလာတယ်တချို့ဆိုတာတနေ့တည်းဒါထိုင်းနယ်စပ်ဖက်မှာတိတ်ထားတဲ့နယ်စပ်စခန်းတွေလည်းအများကြီးကျွန်တော်တို့ရလာတာတွေ့တယ်အဲ့ဒီမှာတိုက်ရလဲဟာလည်းပဲကျွန်တော်တို့ဒီဘက်မှာဆိုတာနိုင်တောင်စခန်းတစ်ခုပဲကျွန်တော်တို့ကြံပြီပေါ့နော်ကြံတဲ့ဟာလည်းပဲတော်တော်များများသိလာတာလည်းပဲဒါ KNL နဲ့ PDF ပူပေါင်းပြီးတော့ကျွန်တော်တို့အလုံးဒါတော်လာရေးအဖွဲ့တွေအကလို့ပါဝင်ပြီးပူပေါင်းပြီးသိလာတာရှိတာပေါ့နော်ဆိုတော့အောင်မြင်တယ်သို့တော့အဲ့ဒီပုံမှာကျွန်တော်တို့ရဲ့တော်လာရေးသမားအခြေချရဲ့ကြားမှာပေါ့နော်ဟိုအလုံးသိလို့လားဒါမှမဟုတ်ရင်လည်းပဲမသိပဲနဲ့လားဟိုအချို့ကတွေကတရေထုတ်ပြန်တဲ့နေရာမှာပေါ့နော်ကိုရဲ့ကျွန်တော်တို့ထင်ရမြင်ရလေးတွေပြောပြီးဟိုမီဒီယာပေါ်မှာတွေ့လာရတဲ့ဟာတွေကဒါမှဖြစ်သင့်ဘူးပေါ့နော်ကျွန်တော်တို့မြေပြင်မှာရှိနေတဲ့လူတွေကကျွန်တော်တို့တော်တော်စိတ်မကောင်းဖြစ်ရတယ်ကျွန်တော်တို့လည်းအလုပ်စိတ်မကောင်းဖြစ်ရတယ်အဲ့လိုမဖြစ်အောင်ကျွန်တော်တို့ဒါတတ်မှုတွေကပို့ပြီးတတိထားရမှာဒါလေတကယ်တိုက်နေတဲ့မြေပြင်မှာတကယ်သိပေးနေတဲ့တကယ်ကြောက်ရတဲ့ရဲဘော်တွေကဘလောက်များလဲဆိုတဲ့ဟာကျွန်တော်တို့ဒါအများဆုံးသိရတယ်ပြီးတော့ကျွန်တော်တို့ရဲ့အဓိကဒါမိဘပြည်သူတွေခုလက်ရှိရွာတွေကျွန်တော်တို့ရဲ့ဒီဒဝက်ခရိုင်ထဲမှာဆိုရင်ဒီတေချောင်းလိုမျိုးရှိတဲ့ရွာတွေပေါ့နော်လောက်လုံးမှာရှိတဲ့ရွာတွေပေါ့နော်ကျွန်တော်တို့ရေဖြူဖက်မှာရှိတဲ့ရွာတွေဒါကျွန်တော်တို့စစ်စိမ်းနေမြေတာပြီးတော့33ကကျွန်တော်ရေဖြူဖက်မှာလည်းရှိတယ်ကျွန်တော်လောက်လုံးဖက်မှာလည်းရှိတယ်ကျွန်တော်တို့အဲ့ဒီမှာရွာတွေဆိုအချို့တွေကအဲ့ဒီမီးရှို့ခံရပြီးဘဝတွေပြည့်ပြီးတော့ဆိုတာစစ်ဆောင်တွေကထောင်နဲ့တောင်းနဲ့ချီအများကြီးရှိရတယ်တိုးတော့ကျွန်တော်တို့တနေတည်းဒါဘိတ်ခရိုင်လေးမျိုးနဲ့ဖက်မှာလည်းပဲတနေတည်းဖက်မှာရောကျွန်တော်တို့တော်တော်များများကျွန်တော်တို့အဲ့ဒီမီးရှို့ခံရပြီးအများကြီးကြုံတွေ့ရရှိတယ်ဒါပေမဲ့စိတ်မကောင်းစရာတော့ကျွန်တော်တို့မီဒီယာပေါ်မှာဘယ်တော့မှဖော်ပြခံရခြင်းမရှိဘဲနဲ့ကျွန်တော်ပြည်သူတွေဘဝတွေကအဲ့ဒီနေ့ကကျွန်တော်တို့ခံစားနေရဟာလေစစ်ဆောင်တွေရဲ့ဘဝတွေကအများကြီးပဲတိုးတော့ဒါသည်ဒါပြည်တွင်းစိတ်ဖြစ်တဲ့အတွက်ဒါဈေးဆရာရတာရန်သူကလည်းပဲဘုံကျဲတာကျွန်တော်တို့တော်တော်များများဒီ2024ပုံဖော်နေနဲ့2025တနေ့လောက်ကကျွန်တော်တနေ့တိုင်းမှာဘုံကျဲလိုက်တဲ့အချိန်ကြီးကဒါကျွန်တော်တို့ယာနဲ့ချီတယ်ကျွန်တော်တို့အချိန်ကြီးဘောင်းပါနော်ကျွန်တော်တို့အနည်းဆုံးမရှိရတော့ကျွန်တော်တို့ကျေရပေါင်း900နဲ့900ကြားမှာရှိတယ်ကြောက်ဆုပ်တဲ့ပြည်သူတွေရောတော်လိုက်တက်တွေရောတာအများကြီးရှိခဲ့ပူတယ်ပေါ့နော်တချို့တွေကရွာထဲကိုတိုက်ရိုက်ကျဲတာဟာတွေရှိတယ်ရွာလုံးမီးရှိုးဟာတွေရှိတယ်ကျွန်တော်တို့ဖက်ရမိတဲ့တုပ်ပန်းတွေအများကြီးရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒေသတနေ့ဒေသတော်တော်လေးကိုပေါ့နော်တချို့တွေကဘယ်လိုဖြစ်လို့လဲကျွန်တော်တို့ပြောစိတ်ဝင်စားလို့လားသို့မဟုတ်လည်းပဲဒီဘက်မှာလုံနေတဲ့စီးစိတ်ရအလုံးမသိလို့လားဆိုတဲ့အနေထားတိတ်ဆောက်ရင်ကျွန်တော်တို့ကိုယ်တိုင်လည်းလုံနေတဲ့ပုံမှာသတင်းမီဒီယာတော်တော်များများမရောက်တာအများကြီးရှိတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပဲတနေ့အဖွဲ့တွေကတော့မီဒီယာပေါ်မှာမဖော်ပြတာလည်းအများကြီးရှိခဲ့တယ်